အိုင်တော့ရေးတဲ့အိုင်တော့အမေပြကြည့်ပါလားတဲ့အိုင်တော့အမေကိုပြမယ်အိုင်တော့အမေကိုပြမယ်ဒါပါအိုင်တော့အမေအိုင်တော့အမေဘာပြောချင်လဲတခုပြောလိုက်အဘွားလို့အဘွားအဘွားထောက်ကြံဈေးမှာဈေးရောက်ပါတယ်နှလုံးလည်းထိုးပါတယ်ဈေးထဲမှာတွေ့ရင်လည်းခေါ်လို့ရပါတယ်လို့အမေကိုကရုံးမယူအမေကအသက်69နှစ်ရှိပြီအဖေက80ဖွားလည်းရှိတယ်အဖွားကတော့100ပြည့်တော့မယ်အဖွားတော့90ကျော်ပေါ့နော်အိမ်မှာတော့တကြီးရွယ်ဝေဆိုတော့ဟိုတခါလေးကိုယ်လူငယ်လေးလုံးမဲ့အရာကြီးကြတော့တွန်းဆော့ဖြစ်တာပေါ့နော်အဲ့လိုမျိုးတော့ဖြစ်ပါတယ်ဒါပေမဲ့လည်းအဆင်ပြေပါတယ်အဆင်ပြေအောင်တော့စူးစမ်းနေပါတယ်အခုကအမေကအဖေတွေ့တဲ့ငှက်တိုက်သွားဝယ်ဆိုလို့အခုငှက်တိုက်သွားဝယ်နေတာထောက်ကြံစီပေါ့ဒီနာကမရောင်းဒီနာကမြောင်းစားဆိုင်နေမဖွင့်ဘူးအဲကြောင့်သွားရှာကြည့်အောင်မယ်ငှက်တိုက်တော့ရပြီပေါ့နော်ဈေးထဲကိုသွားရှာတာဈေးပြင်ရောက်သွားတယ်ဈေးထဲမှာလည်းမရှိရလို့ဒီချိန်ဆိုင်နေပိတ်တယ်မိုးကလည်းချုပ်တော့မယ်မိုးကလည်းချုပ်တယ်မိုးဝါးလေးရလည်းကြာရင်မှထီးရလည်းမပါဘူးအဲ့တော့အိမ်ကိုအမြန်ပြန်မရအောင်အိမ်ရောက်ရင်ဖေးနဲ့အဖွားကိုပြအခုဆိုရင်တော့အိမ်ရောက်ပါပြီကျွန်တော်ကအိမ်ကိုအိမ်ရှိရမဝင်ဘူးနောက်ဖေးရဝင်တာအိမ်ရှိရဝင်လူမြင်လို့အဲ့နောက်ဖေးရဝင်တာဖေးရနောက်ဖေးတော့ပြန်နေဒါတော့အမေကြီးပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့အိမ်မှာမီးပြတ်သွားပြီခါဒါတော့အမေကြီးပဲဖြစ်ပါတယ်အဖွားကိုတော့အမေကြီးခေါ်တာပေါ့နော်အိမ်မှာတော့အဖွားကိုအမေကြီးလို့ပဲခေါ်ကြတယ်အမေကိုပြခိုင်းတာအမေနဲ့မဟုတ်အဖေရောအဖွားကပြလိုက်ရှုပ်လို့โอเค